ဒီနေ့မိတ်ဆက်ပြီးဖြစ်တဲ့ကွန်ဒိုလေးရဆိုလို့ရှိရင်တော့အားလုံးတည်ပြီးသားဖြစ်တဲ့လက်ဆိုင်ဗီဒီယိုကွန်ဒိုလေးကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်။ဒီနေ့မှာလို့ရှိရင်ဒီနေ့ကတော့ဒီနေ့ယောက်ကလာအပ်ထားတဲ့တာဝါရီကအခန်းကောင်းလေးကိုမိတ်ဆက်ပြီးဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုနဲ့အတူလိုက်ကြည့်ပေးပါတော့နော်။တာဝါအေးဆိုတာကိုစက်ကြီးကွန်ဒိုမှာအကောင်းဆုံးတာဝါလို့ပြောလို့ရပါတယ်။အဲ့တော့အခုဗီဒီယိုမိတ်ဆက်ပြီးခြင်းနဲ့တာဝါအေးကအခန်းလေးကိုဗီဒီယိုနဲ့အတူလိုက်ကြည့်ပေးကြအောင်နော်။ဒါဆိုလို့ရှိရင်အလွာမြင့်10လွာကျော်တဲ့အခန်းလေးဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒါတွေကဒုဘရောခန်းလေးပေါ့နော်ဒုဘရောဆိုတဲ့အတိုင်းမာစာဘရောတစ်ခါပါမယ်စင်ငယ်ရောတစ်ခါပါပြီးလို့ရှိရင်ဒီလိုမျိုးဆိုဖာစတီပါမယ်အဖုံးလုံးပါပြီးတာဖြစ်တော့ပေါ့နော်ဖန်နီချာတွေပါပါမယ်မျက်မြင်ပေါ့နော်အခုမြင်နေရတဲ့အတိုင်းပါပါမယ်ရှင်ဒါလေးကတော့ kitchen လေးပါ kitchen ကတော့စားခိုင်းနေတော့မပူဘူးသူကကျန်တဲ့လောက်တော့ကျင်တယ်ကျန်အိမ်တော်ချင်မရတော့ဆိုလို့ရှိရင်အရင်ဆက်ပြီးပါတယ် cabinet တွေလည်းရှိမယ်ဒါကတော့အုံမမြင်တွေနေကြအတိုင်းပဲပေါ့နော်ဒါပေမဲ့ space လေးကတော့ပို့ပြီးတော့ကျဲသွားပါမယ်။ဒါမှဆိုလို့ရှိရင်တော့စိန်နေလုံးလေးဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့2ယောက်စာပြီးတော့ပါပါမယ်။ single bed ဆိုပေမဲ့2ယောက်စာပါတဲ့အတွက်ပစ္စည်းရေဘယ်လောက်ပဲများ2ယောက်စာဆက်ပါမယ်နော်။အပြင်ဘက်ကပေါ့နော်အပြင်ဘက်မှာရှိရင်ဒါကွန်မန်တက်လည်းရှိမယ်။ပြီးလို့ရှိရင်ဒီမှာဘေးစင်လေးရှိမယ်။ဒါလည်းတော့အိမ်ကိုအနေလာတဲ့ guest တွေပါရတော့ဆိုလို့ရှိရင်ပုံပြီးတော့မှအဆင်ပြေပါတယ်။ဒါကတော့အသီးသန့်လေးပြန်မှဖြစ်နေတော့ဒါကတော့မော်ဆာဘရောဆိုတဲ့အတိုင်းကွန်မန်တက်လည်းတစ်ခုပါမယ်။ပြီးလို့ရှိရင်ဒီမှာ2ယောက်အိတ်ကလေးရှိပါတယ်။အဲခုတော့ရှိမယ်ဒါကတော့ green box လေးပေါ့နော်ဒီဝင်လေးထွက်ကောင်းတယ်ပေါ့အဆင်ပြေနေနေနဲ့အိတ်လို့ရပါတယ်။ပြီးလို့ရှိရင်ဒါကတော့ဗီဒီယိုလေးရှိပါမယ်။အကုန်လုံးပါပြီးကြအောင်တော့ဘာမှမလုပ်ပါဘူးတိတ်ပြီးတော့အေးဒီမှာလာပြီးတက်နေလိုက်ရောပဲပေါ့နော်ဒီ Century ခန်းလေးကိုဝင်ဖို့စိတ်ဝင်စားဆိုလို့ရှိရင်တော့ဗီဒီယိုရဲ့ hotline နံပါတ်39964980 39964980ကိုဆက်သွယ်ပြီးတော့မြင်နိုင်ပါတယ်ရှင်ဒီ Real Estate